အားလုံးပဲမင်္ဂလာပါအတူတကွဆင်ရှင်နိုင်ဖို့ရန်ရွေးချယ်ထားတဲ့ပြန်ပိုက်လေးကိုဖတ်ရှုလိုပါတယ်ဟေဘဲဩဝါဒစာအခန်းကြီး၄အငယ်15ငါတို့ယေဘရဟိမင်းသည်ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကျင်နာနိုင်အောင်မကျင်နာနိုင်သောသူမဟုတ်ငါတို့ခံရသည့်နည်းတူအမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းတို့ကိုခံဘူးသောသူဖြစ်တော်မူ၏တို့ရာတွင်ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏ဆိုတဲ့နှုတ်ကပတ်တော်အပြင်အသက်တာကိုဆင်ခြင်နိုင်ဖို့ခေါ်ဖိတ်ရှင်တယ်ဒေသနာရဲ့ခေါင်းစဉ်ကိုတော့မကျင်နာနိုင်သောသူမဟုတ်ဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်ဒီအကြောင်းအရာလေးမှာခရစ်တော်ယေရှုဖခင်ရဲ့ယေဘရဟိလုပ်ငန်းအကြောင်းနဲ့ပတ်သက်ပြီးဖော်ပြထားတာဖြစ်တယ်ခရစ်တော်ယေရှုဖခင်သည်လောကလူသားတွေအားလုံးရဲ့အပြစ်ကိုစားရစ်ကောင်အဖြစ်အပူဇော်ခံပေးခဲ့တာဖြစ်တယ်ဓမ္မဟောင်းကာလမှာအပြစ်ရှိသောသူများအပြစ်ထက်မှလွတ်မြောက်ရန်သူစိတ်ငှက်စတဲ့တိရစ္ဆာန်တစ်ကောင်ကောင်ကိုစားပြုအသေးခံပူဇော်ခြင်းအပြင်ထိုအပြစ်သားသည်အပြစ်ထက်မှလွတ်မြောက်စေတာဖြစ်တယ်တိုးတော်လေတိရစ္ဆာန်တွေရဲ့အသွေးသည်တစ်နှစ်တာနဲ့တာဆိုင်တာကြောင့်အပြစ်ကြီးသောသူတိုင်းသည်နှစ်စဉ်အပြစ်မှလွတ်မြောက်ဖို့ရန်အတွက်တိရစ္ဆာန်တစ်ကောင်ကောင်ကိုစားပြုရစ်ပူဇော်ပေးရတာဖြစ်တယ်ခရစ်တော်ယေရှုဖခင်သည်လောကလူသားအားလုံးအပြစ်ငရဲတဲ့မှလွတ်မြောက်အောင်ရစ်ကောင်အပြစ်သားအားလုံးရဲ့ကိုစားတစ်ချိန်တည်းသာအပူဇော်ခံခဲ့ခြင်းအပြင်လောကလူသားအားလုံးသည်ထာဝရအပြစ်လွှတ်ခြင်းကိုရရှိစေတာဖြစ်တယ်ဒါကြောင့်ခရစ်တော်ယေရှုဖခင်ကိုယုံကြည်လက်ခံသောသူတိုင်းသည်ထာဝရအပြစ်လွှတ်ခြင်းအခွင့်ကိုရရှိတာကြောင့်အပြစ်စီရင်ခြင်းမခံရဘူးခရစ်တော်ယေရှုဖခင်သည်လောကလူသားများအားလုံးရဲ့အပြစ်ကိုစားရစ်ကောင်အဖြစ်အပူဇော်ခံခဲ့တဲ့အပြင်အပြစ်သားများရဲ့ကိုစားယေဘရဟိအဖြစ်ပူဇော်ပေးရတာဖြစ်တယ်ဓမ္မဟောင်းကာလမှာယေဘရဟိများသည်အပြစ်သားများအတွက်ကိုစားရစ်ပူဇော်ခြင်းအမှုကိုပြုရတာဖြစ်တယ်ခရစ်တော်ယေရှုဖခင်ယေဘရဟိလုပ်ငန်းသည်လောကီသားများအားလုံးအတွက်ဖြစ်တယ်အဲ့ဒီယေဘရဟိလည်းဖြစ်ရစ်ကောင်လည်းအဖြစ်ပူဇော်ခံပြီးခဲ့တာကြောင့်ကျွန်ုပ်တို့ခံရသောဆင်းရဲဒုက္ခများကိုနားလည်တတ်ပြီးကျင်နာစေတာဖြစ်တယ်လောကလူသားတိုင်းခံရတဲ့ဆင်းရဲဒုက္ခသည်တူညီမှုမရှိပေမဲ့အဆုံးသတ်သည်တည်ခြင်းသာလျှင်ဖြစ်တယ်တည်ပြီးတဲ့နောက်အပြစ်အတွက်တရားစီရင်ခြင်းလည်းခံရအောင်မှာဖြစ်တယ်အဲ့ဒါကြောင့်ယခုလက်ရှိအသက်ရှင်တွင်ခံနေရတဲ့ဆင်းရဲဒုက္ခအပြင်တမလွန်မှာလည်းခံရမဲ့ဆင်းရဲဒုက္ခတွေအတွက်ကျင်နာတတ်တဲ့ခရစ်တော်ယေရှုဖခင်ရဲ့ကိုစားပြုလှုပ်ဆောင်ပေးခဲ့တဲ့ယေရှုတရားသည်ကျင်နာတတ်တဲ့ဖခင်ရဲ့မကုန်ခန့်နိုင်တဲ့မေတ္တာကြောင့်ဖြစ်တယ်ဒါကြောင့်ယေရှုဖခင်သည်ကျွန်ုပ်တို့အပြစ်သားများကိုကျင်နာနိုင်သောနှလုံးသားရှိခြင်းကြောင့်ရစ်ကောင်အဖြစ်ကိုစားပြုအတေခံပေးခဲ့တာဖြစ်တယ်ကျင်နာတတ်တဲ့ဖခင်ရဲ့ယေရှုတရားကိုဝန်ခံပြီးယေရှုတရား၌အသက်ရှင်တတ်ဖို့ရန်ဖခင်အလိုရှိတာဖြစ်တယ်လောကလူသားတိုင်းဆင်းရဲဒုက္ခရောက်တဲ့အခါမကျင်နာနိုင်ပေမဲ့ကျွန်ုပ်တို့ကိုဖန်ဆင်းပြီးတစ်ဖက်သက်မေတ္တာနဲ့ချစ်တော်ဖခင်သည်ကျွန်ုပ်တို့ဆင်းရဲဒုက္ခရောက်စေမှာပင်ကျင်နာပေးနေတာဖြစ်တယ်ကျွန်ုပ်တို့ရမဲ့ဆင်းရဲဒုက္ခတွေအတွက်သူသိတယ်အဲ့ဒီဆင်းရဲဒုက္ခတွေတဲကနေလွတ်မြောက်နိုင်ဖို့ရန်အတွက်လဲလှုပ်ဆောင်ပေးနိုင်တဲ့ကျင်နာတတ်တဲ့အရှင်ရှိနေတာဖြစ်တယ်ဒါကြောင့်အဲ့ဒီဆင်းရဲဒုက္ခတွေနဲ့တွေ့ကြုံရင်ဆိုင်ရတဲ့အခါမှာစိတ်မပြတ်အားမငယ်ပါနဲ့လို့နှိုးဆော်ခြင်းတယ်ကျွန်ုပ်တို့ဒုက္ခဆင်းရဲတွေနဲ့တွေ့ကြုံရတဲ့အခါဘာလို့ကျင်နာပေးနိုင်တယ်လဲဆိုရင်သူကိုယ်တိုင်လူစားတိကိုခံယူခဲ့ခြင်းသည်အမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းတွေကိုခံဘူးတာကြောင့်ဖြစ်တယ်ခရစ်တော်ယေရှုဖခင်လူစားတိကိုခံယူစဉ်ကကြုံတွေ့ရတဲ့စုံစမ်းနှောက်ယှက်ခြင်းတွေရင်ဆိုင်ရတဲ့ဆင်းရဲဒုက္ခတွေနဲ့စာရင်ကျွန်ုပ်တို့ရင်ဆိုင်တွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခသည်မြူမုံတမုံလောက်သာရှိမှဖြစ်တယ်ကျွန်ုပ်တို့ခံရမဲ့ဆင်းရဲဒုက္ခတွေအတွက်သူကိုယ်တိုင်
ဝိုင်းပယ်ခြင်းကိုခံရတယ်ကဲ့ရဲ့ခြင်းကိုခံတယ်ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံယူကအချက်တကွဲအကျိုးနည်းစွာနဲ့လောကလူသားတွေရဲ့အပြစ်ကိုစားရစ်ကောင်အဖြစ်အဘူးဇော်ခံခဲ့တာကြောင့်ထိုသခင်ကိုယုံကြည်လက်ခံသောသူတိုင်းသည်အဲ့ဒီအခက်အခဲဒုက္ခပြဿနာတွေကလွတ်မြောက်စေတာဖြစ်တယ်သူခံယူမှုတဲ့အဲ့ဒီအမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းကိုခံယူနေတဲ့ကျွန်ုပ်တို့ရဲ့ဆင်းရဲဒုက္ခကိုခံယူနေစဉ်မှာပင်ခရစ်တော်ယေရှုဘုရားသည်ကျွန်ုပ်တို့ကိုကျင်နာနိုင်တာဖြစ်တယ်ဒါကြောင့်ချစ်တော်မိသားစုများအမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းနဲ့ဆင်းရဲဒုက္ခကိုမစိုးရိမ်ပါနဲ့အားမငယ်ပါနဲ့ကျွန်ုပ်တို့စိတ်ပြက်အားငယ်နေချိန်မှာပင်ကျွန်ုပ်တို့ကိုကျင်နာပေးနိုင်တဲ့ခရစ်တော်ယေရှုဘုရားကိုအားကိုးယုံကြည်မျှော်လင့်ခြင်းအပြင်အဲ့ဒီဆင်းရဲဒုက္ခတွေကနေလွတ်မြောက်ပြီးဖျားဘုန်းတော်ထင်ရှားနိုင်သောသူများဖြစ်နိုင်ဖို့ရန်အနည်းငယ်တိုက်တွန်းနှိုးဆော်ခွန်အားပေးလိုက်တယ်အားလုံးပေါ်ဖျားကောင်းကြီးပေးပါစေ